compliment and compliment. What's the difference? ဒီစကားလုံးတွေက homophone နဲ့မှာပါပါတယ် homophone ဆိုတာကအတန်ထွက်တူပြီးတော့ spelling နဲ့ meanings နဲ့꿰တဲ့စကားလုံးတွေကို homophone လို့ခေါ်ပါတယ် First compliment compliment ရဲ့အဓိပ္ပာယ်က praise နဲ့တူပါတယ်မြန်မာလိုဆိုရင်တော့ရှိကျူးတယ်လို့အဓိပ္ပာယ်ရပါတယ် She complimented him on his presentation သူရဲ့ presentation ကောင်းလို့သူမကရှိကျူးတယ်ဆိုတဲ့အဓိပ္ပာယ်ပါ He gave me a compliment He gave me a compliment သူငါ့ကိုရှိကျူးခဲ့တယ်ဆိုတဲ့အဓိပ္ပာယ် Okay the second compliment က go well together ဒါမှမဟုတ်ရင် make something better or complete တခုခုကိုပြည့်ပြည့်စုံစေတာဒါမှမဟုတ်ရင် go well together လိုက်ဖက်တယ်ဆိုတဲ့အဓိပ္ပာယ်ပါ Her shoes complement her dress သူမရဲ့ဖနက်ကသူ့ရဲ့ဝတ်စုံနဲ့လိုက်ဖက်တယ်လို့အဓိပ္ပာယ်ရပါတယ် The necklace complements her outfit သူ့ရဲ့ necklace ကသူ့ရဲ့ outfit ကိုပြည့်ပြည့်စုံစေတယ်ဒါမှမဟုတ်ရင် necklace နဲ့ outfit နဲ့ကလုံးဝလိုက်ဖက်တယ်ဆိုတဲ့အဓိပ္ပာယ်ပါ Okay I hope you get it bye bye